္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့အမေရိကန်တပ်ဖွဲ့ကကော့ဘဇာရှိမိသက်တပ်ဖွဲ့ဝင်တွေကို၄ရက်ကြာတင်နန်းပေးခဲ့တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ကြီးတပ်နဲ့လေတပ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာရှိမိသက်တပ်ဖွဲ့ဝင်တွေကို၄ရက်ကြာတင်နန်းပေးခဲ့တယ်လို့ကော့ဘဇာ News မှာဖော်ပြထားပါတယ်2025ခုနှစ်မေလ18ရက်နေ့ကနေမေလ21ရက်ရှိကော့ဘဇာပင်လယ်ကမ်းခြေမှာ၄ရက်ကြာပြုလုပ်ခဲ့တဲ့အဲ့ဒီတင်နန်းမှာကော့ဘဇာမှာအရာရှိနဲ့မိသက်သမားစုစုပေါင်း15ဦးကိုအမေရိကန်ကြီးတပ်နဲ့လေတပ်မှတပ်ဖွဲ့ဝင်9ဦးမှလေ့ကျင့်ပေးခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်တန်ယုံရဲ့ပံ့ပိုးကူညီမှုနဲ့အတူအမေရိကန်စစ်တပ်နဲ့လေတပ်ကဘင်္ဂလားဒေ့ရှ်မိသက်ဌာနနဲ့မြို့ပြကာကွယ်ရေးဖွဲ့ဝင်တွေကိုဒီတင်နန်းကိုပေးခဲ့တယ်လို့ကော့ဘဇာမိသက်တပ်ဖွဲ့နဲ့မြို့ပြကာကွယ်ရေးလက်ထောက်ညွှန်ကြားမှုကပြောပါတယ်။အဲ့ဒီလေ့ကျင့်မှုတင်နန်းမှာရှေ့ကြီးမှုဒီရေလိုင်းတွေနဲ့စိုက်ကလုန်းမုန်တိုင်းတွင်ပိတ်မိနေသူတွေကိုကယ်ဆယ်ခြင်းဆိုင်ရာနည်းစနစ်တွေပါဝင်ရေထဲမှာမျောပါနေတဲ့ဒုက္ခသည်တွေကိုကယ်တင်ပုံတွေကိုတင်ကြားပို့ချခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတင်နန်းကိုအထက်အာဏာပိုင်တွေရဲ့ညွှန်ကြားမှုအောက်မှာပြုလုပ်ခဲ့တာပါတင်နန်းပြီးဆုံးချိန်မှာတင်နန်းသားတွေကိုအောင်လက်မှတ်တွေဝင်ငှားခဲ့တယ်လို့ပြောပါတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုတင်နန်းပေးတာတွေကိုတော့ဒီကော့ဘဇာနျူမှာတစုံတရာဖော်ပြထားတာမရှိပါဘူး။ဆက်လက်ပြီးရခိုင်မှလူငယ်များကိုပြည်ပနဲ့ပြည်မကိုထွက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမယ်လို့အေအေကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တွင်းမှာနေထိုင်တဲ့ရခိုင်လူငယ်တွေကိုပြည်ပနဲ့ပြည်မကိုထွက်ခွာခွင့်မပြုဘဲအေအေထံမှစစ်မှုထမ်းဆောင်မှာဖြစ်ကြောင်းအာရခန့်တပ်တော်အေကမနေ့ကကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်။တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့အာရခန့်ဒေသအတွင်းမှာနေရဲစွန့်ခွာဖို့အားထုတ်ကြိုးပမ်းနေကြတဲ့ဒေသနေပြည်သူများသိရှိလိုက်နာဖို့အတိပီတားမြစ်ချက်တစ်စောင်ကိုရခိုင်ဘာသာနဲ့မေလ22ရက်နေ့ကထုတ်ပြန်ပါတယ်။အသက်18မှ25နှစ်အရွယ်အမျိုးသမီးများနဲ့အသက်18မှ45နှစ်အတွင်းအမျိုးသားများအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့အေအေရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တဲ့လူငယ်လူရွယ်များမှာရပ်ရွာများအတွင်းမှာတိမ်းရှောင်မှုတွေရှိနေကြောင်းအေကျန်းမာရေးဌာနကကုသပေးနိုင်တဲ့ပြင်းထန်တဲ့ရောဂါလူနာများနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကလွဲပြီးမလ18ရက်နေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပါအကျုံးဝင်သူတွေကိုတွာလာခွင့်ပြုမှာမဟုတ်ပေလက်ရှိတိုက်ပွဲတွေကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးဆုံးချိန်ထိတားမြစ်ထားမှာဖြစ်ကြောင်းအေကကြီးညာပါတယ်။ရခိုင်မှာထွက်ခွာလူသူများကိုကုန်းလန်းရှည်လန်းမှာပတ်စံယူပို့ဆောင်ပေးနေသူတွေကိုလည်းတွေ့ရှိရပါကတီးဆဲဥပဒေအရရေးယူခြင်းခံရမှာဖြစ်ကြောင်းအခြေခံစားသောက်ကုန်များရောင်းဝယ်တဲ့ကုန်သည်များနွားကုန်သည်များနွားငှားလိုက်သူများစတဲ့ကုန်သည်များအနေနဲ့လူပိုခေါ်ခြင်းအခကြေးငွေယူပြီးလူကယ်ရီမပြုလုပ်ဖို့အေကတားမြစ်ထားပါတယ်။မြို့သိမ်းတပ်ပွဲများအတွင်းစစ်ကောင်စီထောင်ထားတဲ့စွန်မိုင်းများမနှင်းမိစေဖို့စစ်ကောင်စီတန်းစစ်မှုထမ်းစုဆောင်းခြင်းမခံရစေဖို့ကြားဖြတ်လုပ်ငန်းများအတွင်းလူကုန်ကူးမခံရစေဖို့တိုက်ပွဲများအကြားကြားမညံ့စေဖို့စစ်ကောင်စီရဲ့ရခိုင်လူမျိုးမှတ်ပုံတင်17မြင်းဆောင်ကိုင်ဆောင်ထားသူတွေကိုဖမ်းဆီးငွေညစ်ခြင်းဖမ်းဆီးခြင်းပုံမှန်မျိုးနဲ့ဖမ်းဆီးထောင်ချခြင်းလူသက်အလောင်းဖျောက်ခြင်းများပြုလုပ်နေတဲ့အန်ဒီရများမှာကင်းဝေးဖို့အတွက်ရည်ရွယ်ထုတ်ပြန်တားမြစ်ခြင်းဖြစ်ကြောင်းအေအေရဲ့ကြေညာချက်မှာရှင်းသားထားပါတယ်။ ULAအေအေအနေနဲ့အရှိဘောကာလာကြေညာချက်ပြန်လည်ရှုံသိမ်းမဲ့အချိန်ကိုထပ်မံတည်ပြီးထုတ်ပြန်သွားမှာဖြစ်ကြောင်းမပြီးပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲရင်အာရခဒေသတစ်ခုလုံးအာရခပြည်သူလက်ထဲရောက်ရှိရေးဆိုတဲ့ရှိမှန်းချက်ကိုအကောင့်ထဲပေါ်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ချောင်းမြို့ထွေအုပ်ရုံးနဲ့ရဲစခန်းတို့ကို drone နဲ့ပုံကျဲတိုက်ခိုက်မှုစစ်ဗိုလ်တအုပ်ပါဝင်4ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းတို့မှတပ်ဆွဲထားတဲ့စစ်သားတွေကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်ပါဝင်4ဦးသေဆုံးခဲ့တဲ့ကြောင်း Peacock drone တင်မြောင်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မေလ21ရက်နေ့နေ့လယ်ပိုင်းကချောင်းမြို့ထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းတို့မှအင်အားဖြည့်တင်ပေါ်ရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေကို Face Ring Drone 8စီးနဲ့ပုံသီး12လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်ပါဝင်4ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။စစ်ကြောင်းထွက်တဲ့အချိန်မဟုတ်ပါဘူး။ချောင်းမြို့ပေါ်မှာရှိနေတဲ့အချိန်ချခဲ့တာပါ။ထွေအုပ်ရုံးနဲ့ရဲစခန်းမှာရှိနေတဲ့အချိန်ချခဲ့တာလို့ Peacock Drone တင်မြိုင်ဖွဲ့မှာတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုပုံကျဲတိုက်ခိုက်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပြီးတဲ့နောက်အချိန်အနည်းငယ်ကြာမှစစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ပြန်လည်တိုက်ခိုက်မှုရှိတော့လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Peacock drone တင်မြိုင်ရင်းမှတ်ပင်ခရိုင်တပ်ရင်း35တပ်ခွဲ2 GZ21 ရင်းမှတ်ပင်ခရိုင်တပ်ရင်း19 B21 ကဏီ PDF NPDS ရင်းမှတ်ပင်မြိုင် drone 4 MDF တာခင်စိန်အာမန်တစ်ငစွန်Revolutionary Air Force မြိုင်အောင်တပြေညီနောင် Local PDF ကြောက်စဲဘိုစာကလေး drones နဲ့ Freedom Fighter Drone Force နဲ့ CHU PDF ဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အခုကဲ့သို့ drone mission များဇာတ်တိုက်ပြုလုပ်နိုင်ဖို့အတွက်အညာဝေဟင် drone စစ်စင်ကမ်ပိန်းကိုပါဝင်ထောက်ခံအားပေးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်။
နောက်ထပ်တစ်ပုတ်အနေနဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲချမှုတွေတောက်လျှောက်လုပ်နေတဲ့ပြင်အစိမ့်ငွေပုံပါကျဲချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲမှုတွေတောက်လျှောက်လုပ်နေတဲ့ပြင်အစိမ့်ငွေပုံမှာကျဲသွားတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။မေလ22ရက်နေ့မနက်7:50အချိန်မှာလေရင်နဲ့ပုံကျဲမှု2ကြိမ်မနက်7:53အချိန်မှာစစ်လေရင်နဲ့ပုံကျဲမှု2ကြိမ်စုစုပေါင်း4ကြိမ်နောင်ချုံမြို့နယ်အုံမတီကြီးရွာကိုပုံများကျဲချကြောင်းပုံများကျဲချချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်250ပုံလေးလုံးကျဲချခြင်းဖြစ်ကြောင်းသိရပါတယ်။အလားတူမေလ21ရက်ကလည်းစစ်ကောင်စီတပ်ကနောင်ချုံမြို့နယ်အုံမတီကြီးရွာကိုဒရုန်းနဲ့ပုံ15လုံးနဲ့အစိမ့်ငွေပုံတစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းပုံပေါက်ကွဲမှုတွေကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့အတူမေလ20ရက်နေ့မှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်က PSLF TNL အုပ်ချုပ်တဲ့နောင်ချုံမြို့နယ်ဟိုကိုကြီးရွာကိုဂျက်ဖိုက်တာနဲ့ပေါင်250ပုံတစ်လုံးလာရောက်ကျင်းချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူလူထုရဲ့နေအိမ်တစ်လုံးထိမှန်ပျက်စီးဆုံးရှုံးသွားကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကမေလ6ရက်နေ့မှမေလ31ရက်နေ့ထိယာယီပြစ်ခတ်ရဲစဲကြီးညာထားတော့လေ TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးများပစ်ခတ်ခြင်း drone နဲ့လေကြောင်းနဲ့နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်းပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ဖို့ရှောင်ရှားရန်စစ်ရေးတတိအမြဲရှိရန်လိုအပ်ကြောင်း TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးဖားကန်လန်းတိုက်ပွဲတရားညီနောင်နီးပိတ်ဆို့တိုက်ခိုက်ခံရလို့စစ်ကောင်စီတပ်အထိနာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်တွင်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုတရားညီနောင်ကြီးရွာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်အထိနာလျက်ရှိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တုံးကဆိုပါတယ်။စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ကဖားကန်မြို့နယ်တွင်ပြန်လည်ထိန်းချုပ်စစ်ကူထောက်ပို့နိုင်ဖို့အတွက်ထိုးစစ်ဆင်လာရာမေလ22ရက်မှာနန့်တိန်ကြီးရွာနီးရောက်ရှိနေပြီးတော်လိုင်းပူးပေါင်းဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေရလို့သတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ရုံးတောင်တနေရာမှာတော်လိုင်းပူပေါင်းဖွဲ့မှရှေ့နောက်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးလုံခင်ကန်စီကြီးရွာဘက်မှစစ်ကောင်စီတပ်စစ်ကူများဖားကန်လမ်းဘက်တက်လာကြောင်းမနေ့ကညမှာဖားကန်ပြူဝါကုန်းမှာလက်နက်ကြီးပစ်ကူတွေနဲ့တောက်လျှောက်ဖိအားပေးနေတော့လဲတော်လိုင်းပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေစေဖြစ်ကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့နေရာကိုမေလ19ရက်နေ့ညဖားကန်ပြူဝါကုန်းကနေပြီးစစ်ကောင်စီကလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့မေလ21ရက်ညကလည်းလက်နက်ကြီး3ချိန်ပစ်ခတ်ခဲ့ပါတယ်။တိုက်ပွဲကပြားအောင်နန့်တိန်တကြောမှာဖြစ်နေတာအဲဒီကနေရှေ့တိုးမလာနိုင်သေးဘူးဖားကန်မှာတော့လက်ရှိချိန်ထိပုံမှန်မှာပဲစီးဆိုင်နေဆက်ဖွင့်ထားစေပါဒါပေမဲ့တတိအနေထားနဲ့နေကြရတာလို့ဖားကန်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်နန့်တိန်ရွာကရခင်ကစစ်ကောင်စီထိန်းချုပ်ထားခဲ့တဲ့ကြေးရွာဖြစ်ပြီး2024ခုနှစ်ကုန်ကတိုက်ပွဲများအတွင်း KIA တိုက်ခိုက်သိမ်းယူခဲ့တဲ့ရွာဖြစ်ပါတယ်စားကားစားတွေအထိနာနေပြီးမဲ့ရှေ့ဆက်တိုးဖို့ကြိုးပမ်းနေတာဟုတ်တယ်အတီခံပြီးတက်လာနေတာအဓိကမွေးရင်စေဝါသုံးဆွဲထားပုံရတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိမှာစစ်ရေးတင်းမာနေပြီးလုံခင်းလေပြင်းတဲ့ကန်စီဘက်မှာစစ်ကောင်စီစစ်ကြောင်းတွေကိုဟန်တာပိတ်ဆို့ရှာဖွေနေနေဆဲဖြစ်ပြီးယခုရက်ပိုင်းဖားကန်လမ်းပိုင်းမှာတိုက်ပွဲပုံမိုးပြင်းထန်လာနိုင်ကြောင်း၎င်းကသုံးသပ်ပါတယ်။နန်တိန်နဲ့တရားညီနောင်ချင်းရွာကြားစစ်ကောင်စီတပ်ကိုနှစ်ဖက်ညံပိတ်ဆို့တိုက်ခိုက်မှုအတွင်းအထိနာနေပြီးရှေ့မတိုးနောက်မဆုတ်တာအခြေအနေနဲ့ပိတ်မိလျက်ရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းတပ်ပေါင်းစုဘက်မှလက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားတယ်လို့လည်းသတင်းရင်းမြစ်တွေကပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူကြီးနော်ဘူးကဖားကန်လမ်းတိုက်ပွဲအခြေအနေကိုမေလ21ရက်ကရှင်းပြခဲ့ရာစစ်ကောင်စီတပ်စစ်ကြောင်းကဖြစ်ပြီးချင်းဖားကန်မြို့ဘက်နီးကပ်တဲ့နေရာကိုရောက်ရှိနေကြောင်းဖားကန်ညီနောင်နီရောက်ရှိနေပြီးခုခံတိုက်ပွဲများလည်းနေ့တိုင်းနေ့ပါဖြစ်ပွားလျက်ရှိကြောင်းပြောပြထားပါတယ်။ဖားကန်လမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကလည်းလေကြောင်းပုံကျဲတိုက်ခိုက်နေရလို့ပုံမူကြီးနော်ဘူးကပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။